အားလုံးပဲမင်္ဂလာပါ LK Channel ကနေကြိုဆိုပါရခင်ဗျာ PM 2.5 ဖြစ်လာပါပြီအခုထိုင်းနိုင်ငံမှာဆိုရင်45ခရိုင်လောက်ကိုလိမ်မော်ရောင်အဆင့်ဖြစ်သတ်မှတ်ထားပါတယ်ဘန်ကောက်မြို့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်နှင်းလို့ထင်ရပေမဲ့ဒါတွေကနှင်းမဟုတ်ပါဘူး PM 2.5 ဖြစ်ပါတယ် PM 2.5 တွေကိုကျွန်တော်ရဲ့နှာခေါင်းနဲ့ယူမိမယ်ဆိုရင်နှာခေါင်းသွေးယိုတာတွေခန္ဓာကိုယ်ယားယံတာတွေနဲ့ချောင်းဆိုးတဲ့အထိပါဖြစ်လာနိုင်ပါတယ်ချောင်းဆိုးတဲ့အခါမှာလည်းအခြေအနေဆိုးဝါးဆုံးအနေနဲ့သွေးပါတာတွေလည်းဖြစ်လာနိုင်ပါတယ် PM 2.5 ဆိုတာဘာကြောင့်ဖြစ်လာရတာလဲ PM 2.5 ဘာကြောင့်ဖြစ်လာတာလဲဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆိုရင်ကားတွေအလွန်များပြားတာကြောင့်ကားတွေကထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေနဲ့စက်ရုံတွေကထွက်တဲ့မီးခိုးငွေ့တွေတောမီးလောင်ရာကနေထွက်ပေါ်လာတဲ့အငွေ့တွေအများအပြားစုဝေးရာကနေပြီးတော့ PM 2.5 ဖြစ်လာပါတယ် PM 2.5 ဆိုတဲ့ဒီအမှုန်သေးသေးလေးတွေဟာအလွန်သေးငယ်တာကြောင့်သူ့ကို PM 2.5 ဆိုပြီးတော့နာမည်ပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတွေ့ရဆိုလို့ရှိရင်ကျမကြီးအနေနဲ့ share သွားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အပြင်ထွက်တိုင်းလည်း mask တပ်သွားကြဖို့လည်းတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ